လူမျိုးတော်ကိုစတေးခံပြီးလူငယ်တွေပျက်စီးသွားတဲ့အထီကိုလှုပ်ခံနေသူ့ကို OIC နိုင်ငံတွေကဘယ်လိုမက်လုံးပေးလို့လှုပ်တယ်လဲဆိုတာမိကုန်းကတော့မေးရမယ်2019မှာရခိုင်ပြည်မှာဖြစ်ခဲ့တဲ့အာဆာကိုတပ်မတော်ကတိုက်ထုတ်ရတဲ့ဘဝပေါ့နော်30လောက်ပဲရှိတဲ့လုံခြုံရေးစခန်းလေးအဲ့ဒါကိုဘင်္ဂါလီ900နဲ့1000လက်နက်တွေနဲ့ပါကစ္စတန်လူမျိုးကပါတယ်ဆိုတော့အဲ့ဒီအခြေအနေကြတော့တမတော်ကမတိုက်လို့မရတော့ဘူးလေအသိမခံနိုင်ဘူးအဲ့တော့ပြန်တိုက်ထုတ်ရတာပေါ့ပြန်တိုက်ထုတ်တော့လေအာဆာရီကငင်းရမ်းစွာနေထိုင်လို့တဲ့ဘင်္ဂါလီတွေကိုပါသူတို့အတင်း6ပြီးခေါ်သွားတော့သူတို့တွေအဲ့လိုတွေတိုင်းပြည်နာမည်ပြက်အောင်တမင်လုပ်နေတာပေါ့လေတခြားနိုင်ငံနဲ့ပတ်သက်တယ်ဆိုရင်ဘင်္ဂါလီတွေထွက်ပြေးသွားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲပြောရမှာပါအခုကြဘာမှလည်းသူနဲ့မဆိုင်ဘူးသူကအာဖရိကမှာဗမာပြည်နဲ့နီးတဲ့အရှေ့ဘက်ကမ်းရိုးတန်းတော့မဟုတ်ဘူးအနောက်ဘက်ကမ်းရိုးတန်းမှာအင်မတန်သေးငယ်တဲ့မြစ်ဝှမ်းလေးပေါ့အဲ့ဒီမြစ်ဝှမ်းလွေပြင်မှာဖန်တီးထားတဲ့တိုင်းပြည်ဆိုတော့ဒါအခွင့်အရေးတစ်ခုခုရလို့ပဲလို့ယူဆရတယ်ပေါ့လေအဲ့ဒီကလောဘော့ကံဖက်တွေကပြောတယ်အေးတဲ့ဂမ်ဘီယာဆိုတော့တဲ့အာဖရိကတိုက်ရဲ့ဓာတ်ခွဲခန်းနဲ့သူတို့ကပြောတယ်အဲ့တော့အစကတော့ကိုနားမလည်ဘူးပေါ့လေ1948ခုနှစ်တုန်းက MRC ကဂမ်ဘီယာမှာဓာတ်ခွဲခန်းနေထောင်ပြီးလူဦးရေတွေကိုစမ်းသပ်တယ်စမ်းသပ်တော့စမ်းသပ်ခံရတဲ့လူဦးရေလည်းပတ်စံရတယ်အစိုးရလည်းပတ်စံရတာပေါ့အဲ့ဒါပြင်အလုပ်တွေဖန်တီးတဲ့ပုံစံမျိုးဖြစ်တယ်ဒါမဲ့သေချာမစဉ်းစားဘူးလားကိုလူဦးရေကိုဒီလိုဆေးတုတေသနာလုပ်တယ်ဆိုတာဓာတ်ခွဲခန်းနဲ့ကြက်ဖြူပမာပဲလူမျိုးအတွက်ကတော့ကောင်းနိုင်မယ်မထင်ဘူးလေအမေရိကန်နေစမ်းသပ်တဲ့ HIV AIDS ပုံစံကသူတို့တိုင်းပြည်မှာစမ်းသပ်လို့မရလို့ဒီနိုင်ငံတွေမှာလာစမ်းသပ်တာဘာကြောင့်စမ်းသပ်လို့မရလဲဆိုတော့ဒီဆေးကအာနိသင်ကောင်းရဲ့သားနဲ့ဆေးရဲ့အာနိသင်ကို test စစ်ချင်တော့ HIV AIDS ဖြစ်နေတယ်ဒါမဲ့ဆေးမတောက်တဲ့လူဦးရေကိုထားတယ်ဆေးတိုက်ကျွေးခံရတဲ့လူဦးရေထားတယ်အဲ့ဒါကိုနိုင်ရှင်းတာလေဒါအလွယ်ဆုံးနည်းနဲ့ရိုးလူတွေနားလည်အောင်ပြောပြတာ experimental study တွေလုပ်တာပေါ့လေလုပ်တော့ဒါကအနောက်နိုင်ငံမှာတော့ခွင့်မပြုကျင့်ဝတ်သိက္ခာနဲ့မညီဘူးလို့ပြောကြတယ်သူလူခွင့်ရေးတွေပါရှိတယ်ဆိုတော့ဂမ်ဘီယာမှာအဓိကညက်ဖျားကသူတို့ project အကြီးကြီးမင်းတို့စဉ်းစားကြည့်လေ MRC Medical Research Council ရဲ့ရည်ရွယ်ချက်ကဒီဂမ်ဘီယာလူမျိုးကိုစိတ်ကူးဖို့မဟုတ်ဘူးပမောက္ခတွေကနာမည်ကြီးအောင်လုပ်သွားမယ်ယောဂပိုးတွေယောဂဆေးတွေအစမ်းသက်ခံရတဲ့လူတို့ကတော့ဘာဖြစ်ဂမ်ဘီယာလက်ခံလိုက်တာသူလူဦးရေဘယ်လောက်နစ်နာလဲမနစ်နာလဲတော့ဆရာမလည်းမသိဘူးဒါမဲ့ကျင်းနေဖြစ်တာကတော့လူတို့မှာတော့အကျိုးမရှိဘူးဘာကြောင့်လဲဆိုတော့နှစ်တော်ကြာတော့မလဲရီးယားနှုန်းကကျမသွားဘူးဘာဖြစ်ဆိုသူတို့သူတေသနာလုပ်တဲ့လူတွေဖော်ထုတ်တဲ့အဖြေကပြည်သူ့ကျန်းမာရေးအတွက်မကိုက်ဘူးဆိုတော့ဘာမှအကျိုးမရှိတဲ့စမ်းသပ်မှုတွေဖြစ်တာပေါ့အဲ့ဒါကြောင့်ဂမ်ဘီယာကဆရာမတို့ယုံမှာနာမည်ပြည့်နေတဲ့တိုင်းပြည်ဖြစ်တယ်အဲ့ဒါကအဲ့ဒီတုန်းက UNICEF ယုံမှာပေါ့လေဒါကအစိုးရလည်းပတ်စံရမှာပေါ့ဒီ MRC lab ထောင်တဲ့အတွက်ဆိုတော့ကိုလူမျိုးကိုဒီလိုဘဝဖြစ်အောင်တွန်းပို့တယ်လို့မဖြစ်နိုင်ဘူးလားဂမ်ဘီယာမြေပဲနည်းနည်းစိုက်လို့ရတယ်ကျန်တာဘာမှသိလုပ်လို့မရဘူးအဲ့တော့လိန်ဝန်ဆောင်မှုအတွက်နာမည်ကြီးတာဘာကြောင့်လဲဆိုတော့ဝန်ဆောင်မှုပေးတာကယောက်ျားငယ်ငယ်လေးတွေအသက်16နှစ်နဲ့အထက်16နှစ်ကနေ30လောက်ရှိမှာပေါ့လေဝန်ဆောင်မှုကိုဝယ်တာကအဖွားကြီးတယ်အသက်60ကျော်80ကျော်80ကျော်တိရှိတယ်သူတို့ကတညကိုတယောက်လိုချင်တယ်ဆိုပြီးတချို့တွေဂမ်ဘီယာသွားကြတယ်အဲ့တော့ရည်ရတာပေါ့လေအဲ့တော့ဟာတာလို့ပဲဆရာမတို့မြင်ခဲ့တာပေါ့သူ့ကို OIC ကဖြစ် OIC ကိုစားလို့ဖြစ်နေတယ်အဲ့ဒါစဉ်းစားစရာပေါ့ဒီလိုကိုလူမျိုးတော်ကိုစတေးခံပြီး exploitation လုပ်ခံနေပေါ့လူငယ်တွေပျက်စီးသွားတဲ့အထီကိုလုပ်ခံနေဆိုတာစဉ်းစားစရာပေါ့သမီးရဲ့ဘယ်လိုမက်လုံးသူ့ကို OIC နိုင်ငံတွေကပေးလို့လုပ်တယ်လဲဆိုတာမိကုန်းကတော့မေးရမယ်ပေါ့သူတို့အနေနဲ့လည်းအခွင့်အရေးတစ်ခုခုမရပဲစက်ဖက်မှာမဟုတ်ဘူးတေးကြတယ်ပေါ့လေ